အရှိဗီဒီယိုရဲ့အစင်းစင်မှာတော့ဒီ skin care လေး၃မျိုးကိုသုံးပြပြီးသွားပါပြီ။ဘာလေးလိမ့်ထားလဲဆိုတော့ရေဓာတ်ဖြည့်ရဲ့နှုတ်ရည်တူနာပြီးရင်အသားလှ collagen serum နောက်တစ်ခုကကြတော့ sun cream SPF လုံးဝပြည့်မီတဲ့နေက sun cream ပူတာပြတာဆက်တာလုံးဝမရှိတဲ့ sun cream ပေါ့နော်အဲ့ဒါလေးလိမ့်ပြပြီးသွားပြီဆိုတော့အခုဗီဒီယိုလေးမှာဘာလေးလိမ့်ပြမလဲဆိုတော့ဒီမှာပါ Triple Make Up ရဲ့ number 2လေးရဲ့ပြီးတော့ Dora ရဲ့ဒီပေါင်နာလေးရဲ့ပေါ့နော်လိမ့်ပြပါမယ်ရှင်။မိရှိမှာ Triple Make Up လေးမှာထားတဲ့သူကလည်းတချို့ကြတော့ဟာအခုက Dora ထွက်လာပြန်ပြီဆိုတော့Triple Make Up နဲ့ Dora နဲ့တွဲပြီးလိမ့်လို့ရရဲ့လားအဲ့လိုမျိုးလေးသုံးလို့ရလားဆိုတဲ့သူတွေအတွက်ကိုလိမ့်လို့ရရဲဆိုတာလေးကိုပြပေးချင်တာတကယ်လို့ Triple Make Up က number 2လေးသုံးထားရဆိုလို့ရှင် Dora ရဲ့ပေါင်နာလေးကိုလည်း number 2လေးသုံးပြီးတော့လိမ့်လို့ရပါတယ်ရှင်မိလိမ့်ပြမယ်နော်အခုအရှိမကတော့ skin care တွေရောပြီးတော့sun cream တွေရောလိမ့်ထားပြီးသွားပါပြီရှင်เนาะအဲ့ပေါ်မှာဒီမှာပါเนาะ Triple Make Up ရဲ့ number 2လေးလိမ့်ပြပါမယ်လိမ့်ပြီးသွားလို့ရှိရင် Dora ရဲ့ပေါင်နာလေးထပ်ပြီးတော့လိမ့်ပါမယ်ပြီးတော့နောက်တစ်ခုကမင်းပြောချင်တာကလေအရင်တော့ဆိုလို့ရှိရင်မင်းကလေ make up လိမ့်ရမှာအရန်ကြောက်တဲ့ထဲမှာပါတယ်ကြောက်လဲကြောက်တယ်လိမ့်လဲမလိမ့်ချင်ဘူးmake up လိမ့်အလုပ်ရှုပ်တယ်လို့ထင်တာကွာနောက်တစ်ခုကကျလူကြီးကြပြောတာလေရှေ့လူကြီးကြအများကြီးပြောရတယ်ကိုယ့်ထက်အကြီးတွေက make up လဲနင်တို့တော့ပရည်တွေတွန့်တာမြန်တယ်အရေးအကြောင်းတွေဖြစ်လိမ့်မယ်ပြီးရင်ဘာဖြစ်တယ်ဆိုလားမျိုးနောက်တစ်ခုကပြောသေးတာသူတို့အဲ့လိုမျိုးပြောတဲ့အခါကျရင်ကိုကတော့ဟုတ်နုံနုံနဲ့မလိမ့်ဘူးပေါ့ငါ make up မလိမ့်ဘူးဆိုပြီးတော့အဲ့လိုမျိုးနေတာတခါတိုင်းမဲ့လေဒီရဲ့ Triple Make Up ကြီးကကျတော့သူက skin care effect ပါပြီးသားဖြစ်တဲ့အတွက် make up လိမ့်လေအသားရည်ကောင်းလေဖြစ်မှာ skin care လည်းပါပြီးသား SPF ဆိုလို့ရှိရင်လည်း PA+ 3လုံးတော့ပါတာဖြစ်တဲ့အတွက်နေအောင်ကြည်ကြံကိုလည်းအပြည့်ကကာကွယ်ပေးရဲ skin care effect လည်းပါတယ်ဆိုတော့ရှင်တို့အဲ့ဒီအရာတွေကနေပြီးတော့ကာကွယ်ပေးမယ်အရင်ကလူကြီးတွေပြောခဲ့တဲ့ဟာကြားဘူးလားတော့မသိဘူးမြင်တော့ခဏခဏအမြင်နဲ့ကြားဘူးလေနင်တို့အဲ့ make up တွေကြက်ကြက်လဲမျက်နှာအရေးကြောင်းကြီးဖြစ်လာမယ်နော်ပြီးရင်ဗာလဲဘာဆိုလားဆိုနောက်တစ်ခုပြောသေးတယ်မေ့နေလို့ထားလိုက်တော့အဲ့နှစ်ခုပြောတာအဲ့ကိုကအရင်ကြောက်ခဲ့တာမလိမ့်ဘူးအခုကကျတော့ဒီ make up ကကျတော့ make up လိမ့်လေအသားရည်ကောင်းလေဖြစ်လာမယ် Triple Make Up ကြီးပါရှင်နော် skin care effect လည်းပါတာဖြစ်တဲ့အတွက်မျက်နှာအသားရည်ကိုကြည်လာမယ်ဆူလာမယ်ဒီမှာအခုဆိုလို့ရှိရင်နံပါတ်2လေးလိမ့်လိုက်တာဝင်းပြောင်သွားတာပဲအရန်လှတယ်ရှင်ဒါလေးကိုလိမ့်ပြီးသွားရင် Dora ရဲ့2 way လေးကိုအပေါ်ကနေထပ်ပါမယ်ရှင်နော်ပေါင်နာလေးကိုအပေါ်ကနေပြီးတော့ထပ်ပြီးတော့လိမ့်ပါမယ် make up ကိုတော့အများကြီးလိမ့်ရတာမကြိုက်ဘူးပပကြည်ကြည်ပြောင်ပြောင်လေးပဲလိမ့်ရတာကြိုက်ကြဖြစ်တဲ့အတွက်ပပလေးပဲလိမ့်တယ်ဒါပေမဲ့ဒီ Triple Make Up ကြီးကအထူးကြီးလိမ့်လဲတော့ပြတာကွက်တာတော့မရှိပါဘူးဒီဗီဒီယိုလေးခဏရက်မယ်နော်ဒီမှာ Triple Make Up ရဲ့ number 2လေးသုံးပြီးသွားပြီပေါ့နော်အမေမျက်လုံးတော့ထိုးပြီးလိမ့်ပြချင်တော့တယ်ဒီမှာခုနလက်ပေါ်တင်လိုက်တဲ့ဟာအများကြီးပိုသေးတယ်ဒါ number 2လေးဆိုလဲအရန်လှတယ်ဝုန်းဝင်းညက်ညက်လေးနဲ့တအားလှတဲ့ make up ပါရှင်ညခုံးမှုလေးချက်လာအောင်ပြီးရင်ဒီမှာပါ Dora ရဲ့ number 2လေးသုံးပါမယ်ကဲဒီမှာ Dora ရဲ့ number 2လေးနဲ့လိမ့်ပြပါမယ်ရှင်နော်ကဲဒီမှာနော်လိမ့်လို့ရတယ်ကြည့်အောင်